ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမနာမည်ကတော့မခင်သူသာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကမြန်မာနိုင်ငံမှာရှိကြတဲ့တကယ်ဒုက္ခရောက်နေတဲ့သူတွေတကယ်ခက်ခဲဖြစ်နေတဲ့သူတွေအကုန်လုံးကိုကျမတို့ရုံးနာနာရဲ့အဓိကတာဝန်ရှိဆရာကြီးဖြစ်တဲ့ကိုညီပေးခဲ့တာမှာလူရေ15ရောက်တီအောင်မြင်ခဲ့တာပဲဖြစ်တယ်ဒါကြောင့်လို့ဆရာကြီးကိုယုံကြည်အားကိုးတဲ့သူများဆရာကြီးကိုပြီးခဲ့တဲ့ဘက်ကမရလိုက်တဲ့သူတွေမပေါက်လိုက်တဲ့သူများအကုန်လုံးပဲအခုဒီဘက်မှာကျမတို့ဘက်ကနေပြီးတော့ဆရာကြီးကိုအင်တာဗျူးလေးတွေမေးမြန်းထားတာတွေရှိပါတယ်ဒါကြောင့်လို့ဆရာကြီးဘက်ကနေပြီးတော့လေဒါဒီတစ်ပတ်မှာလည်းဆက်လက်ပြီးကိုညီတို့ဆောင်ပြီးတော့အောင်မယ်လို့ကြားပါတယ်ဒါကြောင့်မလို့ဆရာကြီးပြောတာလေးတွေကိုတေချာလေးနားထောင်ပေးပါတေချာလေးတိုင်းနာပြီးတော့ဆရာကြီးပြောတဲ့အတိုင်းတွေကိုမိတ်ဆွေများအားလုံးကဆရာကြီးနဲ့ယုံကြည်တည်လက်တွဲအလုပ်လုပ်ပါလို့ပြောကြချင်ပါတယ်ရှင့်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဆရာကတော့ကိုမင်းထက်ဖြစ်ပါတယ်နော်ဒါကတူလေးဒီမှာတကယ်ကိုနဲ့ကလိုချင်တယ်တကယ်ကိုနဲ့ကပေါက်ချင်တဲ့ချစ်မိတ်ဆွေတွေဆိုလို့ရှိရင်ဆရာရဲ့ဒီဘဝလိုက်ခလေးကိုချစ်မိတ်ဆွေလိုဘက်ကနေပြီးမတော်သွားမဲနဲ့ဆုံးထိုင်အောင်ကြည့်ရှုပေးသွားနော်ကျန်ခဲ့တဲ့ဘက်ကတော့ဆရာတို့မြန်မာနိုင်ငံမှာလူကြီး15ဦးသုံးလုံးပေါက်သွားလဲနော်ဒါက68ခွန်ကနန်းမှာပေါက်သွားလားနော်အဲ့လိုမျိုးပေါက်သွားမျိုးပဲကူရောက်ရှိလာမက်ဆေ့ချ်6 လ2025 3လုံးဒီကနန်းကိုလိုချင်မှလဲအောင်မြင်ချင်မှလဲပေါက်ချင်မှလဲတူလေးဒီထိုးတာချစ်မစ်စီလိုတက်ကိုဆရာဘက်ကနေပြီးတော့ဒီတပွဲမှာလာရက်ပြီးတော့ကိုကြီးပေးရခြင်းဖြစ်တဲ့ဆရာတို့ကျန်ခဲ့တဲ့ပွဲရလောက်ဆောင်သွားတဲ့ဒါလုပ်ငန်းစီငန်းချက်ကလေးနော်ဒါဆရာတို့အောင်မြင်မှုမှတ်တမ်းလေးဆရာတို့ဘက်ကနေပြီးတော့မှတ်တမ်းတင်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားလေးပြန်လည်ပြီးဆရာတို့ဘက်ကနေပြီးတော့ပြန်လည်ဝင်မြခြင်းဖြစ်တဲ့ဒါကမိတ်ဆွေများဘက်ကနေပြီးယုံကြည်ပါလေလေးစားပါအောက်ကိုပါပေါက်ချင်ပါလေဆိုလို့ရှိရင်ဆရာတို့တဲ့ထိုင်းနိုင်ငံကြီးအောင်ကုမ္ပဏီဖုန်းနံပါတ်ကိုမိတ်ဆွေများဘက်ကနေပြီးတော့တည်တည်ချာချာလေးမှတ်သားပေးပါခင်ဗျာနော်ဆရာတို့ရဲ့ကြီးအောင်ဖုန်းနံပါတ်ကတော့0030 0399ဆိုတဲ့ဖုန်းနံပါတ်ဖြစ်တယ်ဆရာနောက်ကထပ်ခေါ်ပေးမယ်0030 0399ဆိုတဲ့ဖုန်းနံပါတ်ကိုမိတ်ဆွေတို့များဘက်ကနေပြီးတော့တိုက်ရိုက်လာဆက်သွယ်ပေးခင်ဗျာနော်ဆရာတို့လေးကြံခဲ့တဲ့ပွဲကဘယ်လိုမျိုးလှုပ်ဆောင်တယ်ဘယ်လိုမျိုးအောင်မြင်ရရှိခဲ့လဲဆရာတခါလဲကိုအသေးစိတ်ရရှင်းပြပေးသွားမယ်ဆရာတို့ရဲ့ထိုင်းနိုင်ငံကြီးအောင်ကုမ္ပဏီတရားဝင်ရောင်းချထားတဲ့ဘတ်ချောင်းတန်တန်ဖြစ်တဲ့ထိုင်းစီတဲ့နောက်ထိုင်သုံးလုံးကိုဒါကမြန်မာနိုင်ငံသူနိုင်ငံသားနောက်ထိုးသားလူကြီး15ဦးဆုံးဒီပွဲမှာလဲဆရာတို့ဘက်ကနေပြီးတော့မျှဝေပေးသွားမယ်ဒါမိတ်ဆွေများဘက်ကနေပြီးတော့ယုံကြည်ပါရဲ့လေးစားပါရဲ့အားကိုးပါရဲ့ဆိုရင်အမြန်ဆုံးတွေကဆက်သွယ်ပြီးခင်ဗျာနော်ဆရာရဲ့ viewer like လို့ကြိုက်နေတဲ့လဲဆိုလို့အများဆုံး share သွားပေးခင်ဗျာနော်